ဒီဗီဒီယိုလေးကတော့ရာသီပေါ်ဒူးရင်တီပေါ့နော်ဟိုဒါကတော့တဝဲကမေးပို့လိုက်တဲ့ဒူးရင်တီကိုမှန်တရားနေတဲ့ပထမဆုံး product လောက်တာဒီကနေအမေပို့ပေးလိုက်တဲ့တဝဲဒူးရင်တီ unboxing ကွင့်လာတယ်နဲ့ထွက်လာကွင့်လာတယ်နဲ့ထွက်လာပြီဒီလိုက်ထွက်လာဟိုဒီကတော့အကြီးတော့မဟုတ်ဘူးအနေတော့ site လေးဒါတော့ဆိုဒီလမ်းလေးဒီဘောနော်အနေကမွေးနေတမင်းနဲ့ဖြတ်လာတယ်ဟိုစနေနေ့ကပါကင်ထောက်တင်ပြီးရင်ဒီနေ့တဲ့နေ့ကိုကားလည်းစင်စီလာတော့ဘယ်နေလုံးလဲဆိုဒီနေ့တုံးလေးအားကြောင့်ကောင်းရှိပူလို့တို့ဒီပါရဲ့ဒီမှာဒါတုံးလေးခွဲပြီးတော့ဒီရတာလည်းဟာဒီကြည့်အောင်ရတာကြီးဘယ်လိုလဲပေါ့အနေအလုံးလို့ရတော့အနေတော့လုံးလေးတအားအကြီးလည်းမဟုတ်ဘူးနော်ဖွင့်လိုက်တာနဲ့မွေးနေချားမယ်ဒီလေးတလုံးခွဲစီကြည့်ဘယ်လိုလဲဒီဆိုင်လေးရိုက်တယ်ဒီရင်ဒီခွဲရလွယ်တယ်သူ့အကြောင်းလေးနဲ့သူ့အကြောင်းလေးပေးလိုက်ခွဲရလွယ်တော့ဒါမှမရှိနော်အလုံးလေးတေးရချောသူကလုံးကြီးမှုတော့သူကလည်းတို့အမှားလေးတော့ရှိရပါတော့ကဲဒီမှာတမထွက်လာဒီထွက်လိုက်တာမွေးနေတယ်ရပြီဒီမှာတမရှိဦးမယ်ဒီမှာရှိသေးတယ်ပြီးတော့ဒီမှာတက်ပုံအင်းလာတယ်ခွဲပြီးမှတေးချပြန်စားပြန်ဒီမှာကနေထည့်လိုက်မွေးနေရောချက်ဒီမှာတော့ချက်ဒီမှာလေးမော်တော့ဒီခွဲရလွယ်သူ့လည်းချက်ဒီခုနခွဲလိုက်တဲ့ဒူးရင်ဒီစပြီးစားမယ်စားမဲ့ချင်ရင်ညဒီနေ့ဒီနေ့ကနေညနေတဝင်းနေပို့လိုက်တာရောက်လာရင်ရတဲ့ချက်ချင်းခွဲစားမယ်ပေါ့နော်ခွဲပြီးတဲ့ဒီဒီအမြင်ကတော့အမြင်နဲ့ဒီသူ့ရဲ့ပုံစံလေးကတော့share ပဲပေါ့နော်အဲ့ဒါလည်းကောင်းတယ်ဆိုတော့စားကြည့်မယ်ဒီဒူးရင်ဒီကတော့ငငယ်လေးရဲ့တဝဲမှာနေကလေးကကြိုက်တဲ့ဒီထဲမှာပါတယ်ဒါပေမဲ့ဒီရောက်တော့ကိုရဲ့ဒီတဝဲကဒူးရင်ဒီလေးကိုလည်းအမှန်တရားဖြစ်ရင်အမေပို့လိုက်တဲ့ဟာကိုလေဒီအမှန်တရားလုပ်ရင်းနဲ့ဒီဗီဒီယိုလေးကိုညရီချင်းဒီရင်ဒီခွဲပြီးထားရတာပေါ့နော်ဆိုတော့ကဲလိုက်စားလိုက်အောင်ရန်တာတော့ရှယ်ပဲဒီလေးကထင်ရမထင်ရဘူးနော်ဒီတီးလေးဆိုပေမဲ့ရတာတွေရောဒီပါတဲ့အမွှာကြီးတွေရောမဆိုးခုတလုံးခွဲလိုက်တာစက်တက်မှာပါတယ်ပေါ့နော်လက်နဲ့ပဲအားပါစားလိုက်တာဖိုင်နေနောက်ဆုံးတော့ဘယ်နဲ့စားရတော့အားရပါပေါ့လက်နဲ့ပေးရလွယ်ပြီးတော့နေလေး6 8 10စက်တင်ဘာကုန်ပြီပြီးလို့ရှိရင်တခုရှိသေးတယ်ငငယ်တော့အိမ်မှာလူကြီးနဲ့ဒီလေးစားပြီးလို့ရှိရင်လက်နဲ့စားလို့ရှိရင်လက်မှန်နဲ့ဒီနေ့နဲ့ဆွဲနေရမလားဒီအစီလေးတွေနဲ့ပို့စီရလို့ပြောတယ်ဒီရင်ဒီအနဲ့ပျောက်သွားတာပေါ့နော်လက်မှာဆွဲနေတာဟုတ်လားမသိဘူးငငယ်တော့အဲ့လိုမျိုးလှုပ်ပြီးတော့ဆေးဘူးတယ်တကယ်လည်းပျောက်သလိုပဲပျောက်မထင်တာပဲဒါပေမဲ့ဘာပဲဖြစ်ဒီငယ်လေးကအဲ့လိုမျိုးစီးရတယ်ဒီလိုမျိုးကာချလေးရှိတော့အဲ့လိုမျိုးစီးလိုက်အောင်လေကဲပြီးပါပြီမန်တွင်လေးကြိုက်တဲ့သူတွေလည်းဒီဗီဒီယိုလေးကြည့်ပြီးတော့မြန်လေးကိုရောက်တဲ့နေရာမှာတွင်လေးရှိလို့ရှိနေမြန်လေးပြေးဝယ်စားဖို့တိုက်တွန်းရင်းနဲ့ကိုနိုင်ပါညာဖက်ဆိုတော့ကိုနိုင်လို့ပဲလုပ်ဆက်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်နောက်လည်းဗီဒီယိုတွေအများကြီးတင်နိုင်အောင်ကြိုးစားနေပါတယ်အလုပ်ကနေနေများနေရတယ်ဒီလို pro လေးမလုပ်ဖြစ်တာများနေပေါ့နော်ရိုက်တာတော့ရှိတယ်ဒီ editing မလုပ်နိုင်တဲ့အပိုင်းတွေနဲ့ဆိုတော့မလုပ်ဖြစ်တာများတယ်ကျေးဇူးတင်ပါတယ် connect ပါအိမ်မက်လာမဲ့ပါစေ